smart ကြတဲ့ water cooler Prado ရဲ့ကျွန်တော်တို့အမိုက်စား water cooler လို့ပြောရင်မှန်တယ်ဗျပါဝါတော့အရင်ကြီးမဆွဲပါဘူး420ဝက်ဝင်းကျင်လောက်ပဲဆွဲမယ်သူ့ပုံစံကကြတော့ဒီလိုရှေ့မှာကျွန်တော်တို့ဒီရေပူရေးကြတဲ့ဒီဟိုလို့ခေါ်မလဲအပေါက်ပေါ့တပေါက်ထဲပါတယ်သူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာคูဝါတာလားကျွန်တော်တို့ဒီပုံမှန်ရေပေါ့လက်ဆက်ဆက်ရေကိုထုတ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေဘူးလားအဲ့မှာကျွန်တော်တို့က chain lock ပါမယ်ပြီး power on off ပါမယ် test နေနဲ့ပဲတွားတယ်ပြီးဒီအောက်မှာသူကရေကျွန်တော်ကြတယ်အပေါက်ရှိနောက်တစ်ခုကတော့ဒီဘက်မှာပေါ့ဒီဘက်မှာရှိတဲ့ကောင်ကတော့သူကရေခဲတုံးလေးတွေကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့ဒီအောက်မှာဒီမှာဆိုရင်ကျွန်တော်ဟိုကပုံစံမျိုးနဲ့သူကဆွဲပြီးချတယ်ဗျရေဘူးကတော့ကျွန်တော်အောက်ကထားတယ်အယောင်ကလည်းလုံးဝကိုပဲသူကဘယ်လိုခေါ်အမဲရောင်ဟိုမှာပြောင်လေးနဲ့တကက်ကုတ်တင်လှတယ်ရုံးကမ်းမှာပဲထားအဲကမ်းမှာထားမိုက်တယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်သူကရေခဲကြောက်ကလေးရေခဲတုံးလေးတွေပါကျွန်တော်တို့လုတ်ပြီးတော့ဟိုနောက်ဆုံးပြောလို့ရှိရင်ကျွန်တော်တို့ဒီ fracture လိုဟာမျိုးတွေကျွန်တော်ဖြော်တောက်ချင်တာပါညာဆိုရင်လုံးဝကွက်တိဖြစ်တယ်ကဲ Prado ရဲ့ luxury stand နဲ့အမိုက်စားကျွန်တော်တို့ water cooler ကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Deco 7 electronic hardware ကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်